ကလေးလေးစမသမီးဆက်ဖက်ပြမယ်နော်စပတ်စပတ်စမသမီးစဲနေရလားမဆဲပါဘူးငါသမီးရဲ့ဟိုလေစာကိုဆက်ဖက်လို့ပြောတာ什么？什么？把啥多嘛？什么？呀，什么你没讲啊？把片？ဘယ်ရတာယောက်ျားတို့ချစ်သူများတွေမှာချောကလက်မပေးဘူးညနာစူပေါင်းနေတာဟဲ့ကိုစားကိုလို့စိတ်ကတာသူ့စီကိုရောက်တယ်နားကြားနေရတယ်မင်းတို့ပြောတာ什么surprise လည်းပို့ပေးရ哎呀什么都 surprise 了呀什么？哎，不要啊！哦，什么变熬到面呢？စမကဆမတက်ချောလက်ပန်စီ ချောကလက်မန်စီမလို့ခြင်းဘူးဒီ box ထဲမှာဘာပါလဲဆရာမကိုပြောစမ်း မင်္ဂလာပါဆမသမီးတို့ကလေမွန်ပြည်နယ်ရဲ့အကြီးဆုံးစိန်ဆိုင်ရုံးရီကနေပြီးတော့ဆမတက် surprise လေးလည်းလုပ်ပေးတာပါရှင့်အခုကလေသမီးတို့ရဲ့ဆိုင်မှာဆမရဲ့ချစ်လာစာတော့အမျိုးသားလေးကဆမတက်စာလေးပေးပို့လိုက်ပါတယ်သမီးဖတ်ပြမယ်နော်ဆမအေးဖတ်ပြချစ်လာစာတော့ကုကုကလေးလေးရေကုကုကအရင်ချစ်တယ်နော်ကိုကလေးလေးစမသမီးဆက်ဖတ်ရမလားစပတ်ဟုတ်ကဲ့ဒီနှစ်တော့အဝေးမှာရောက်နေလို့မွန်ပြည်နယ်ရဲ့အကြီးဆုံးစိန်ဆိုင်ဖြစ်တဲ့ရုံးပြည်စိန်ဆိုင်ကနေပြီးတော့ပဲလက်ဆောင်လေးပဲပေးပို့လိုက်နိုင်ပါတယ်နော်ဟုတ်တယ်စမသမီးဆက်ဖတ်ပြမယ်နော်စပတ်စမသမီးစဲနေရလားမဆဲပါဘူးငါသမီးရဲ့ဟိုလေစာကိုဆက်ဖက်လို့ပြောတာတက်ဆုံးတိုင်းကိုကိုတို့တူတူနေသွားကြမယ်နော်ကိုကိုကလေးလေးရေတဲ့အမလီကလေးလေးတဲ့ဟိုသမီးဟိုဆမဟိုလေဟိုစိန်စမ်းနေရောဘာပေးလိုက်တာလဲဒီလေးပါရှင်အမလီဝါဖတ်သမီးဟိုဒီဒီဇိုင်းကြီးကလေဟိုဆမစီမှာရှိပြီးသားကြီးအော်ရတာဗောဆရာမရဲ့သမီးတို့ရဲ့မွန်ပြည်နယ်ရဲ့အကြီးဆုံးစိန်ဆိုင်ဖြစ်တဲ့ရုံးပြည်မှာကြတော့ဆရာမကြိုက်တဲ့ဒီဇိုင်းလေးတွေလည်းအများကြီးရှိတယ်ဒီဇိုင်းလေးတွေဆိုလဲစုံတဲ့အတွက်ဆရာမအချိန်မရွေးလဲလို့ရပါတယ်ရှင်ပြီးတော့သမီးတို့ရဲ့ရုံးပြည်စိန်ဆိုင်မှာကစိန်ဆိုရင်အလဲစီတို့အယောင် 8% ဖြစ်တဲ့အတွက်ဆရာမအချိန်မရွေးလဲလို့ရပါတယ်ရှင်ဆရာမကြိုက်တဲ့ရွှေတဲ့စိန်တဲ့တွေကိုလည်းဆရာမစိတ်တိုင်းကြဒီဇိုင်းလေးတွေလည်းခတ်ပေးလို့ရပါတယ်ရှင်အေးဟုတ်ပြီကျေးဇူးတင်ပါတယ်ရှင်ပေးဆရာမကိုချောကလက်ယူမယ်ဟုတ်ဆရာမကြောက်ပေးရမယူလို့ရမလားတွေ့လားဆရာမယောက်ျားဆရာမကိုချစ်ပါတယ်နည်းနည်းလေးနောက်ကျနေရတခုပဲ改变什么？ဂိုင်မင်းနဲ့မလိုဘူးရတယ်ဆရာမမိနိုင်တဲ့ဘန်ကောက်ကိုလာ10မိုင်လောက်ကကြည့်မြန်မာလူမျိုးမဲ့တန်းတိတာမြန်မာလူမျိုးမဲ့တန်းတိတာဆိုတော့ငါဘယ်လိုပြောမှာပေါ့မြန်မာလူမျိုးလှုပ်ပြီးမွေးထားမှာတော့မြန်မာလူမျိုးသိမှာပေါ့ foreigner လှုပ်ပြီးမွေးနေတော့ငါ့ကိုသိမှာတော့မဟုတ်ဘူးတော်သားမျိုးတန်းနဲ့မတူဘဲနဲ့အပိုဆောင်နေနေတဲ့ပိတ်ရက်မှာတဲ့6လက်နေရကော်ဆန်းနဲ့ဆိုကော်ဆန်းလည်းလူပဲမဟုတ်ဘူးလားနှိမ့်ကြလားကော်ဆန်းကလူလည်းမဟုတ်ဘူးလားဟမ်နေအောင်မအထက်ကျုံးမှာလုံနေတာမဟုတ်လားဟမ်အထက်ကျုံးမှာလေဝက်ပါမစ်ကတ်မရလို့နေဝက်တောက်နဲ့လုံနေတာလေရဲလိုင်းပလိတ်လိုင်းပြီးရဆိုမနိုင်နဲ့မြန်မာလူမျိုးအချင်းချင်းကော်ဆန်းလည်းလူပဲသူ့ရဲ့ဘဝပြီးအရှိနေရကော်ဆန်းလောက်ရတာနော်နှိမ့်ကြအကြောင်းမရှိဘူးအားလုံးမြန်မာလူမျိုးတည်နှိမ့်ကြလို့မလို့တာမလို့ဘူးငါယူရတဲ့နှခါငါလူကဘယ်လိုလဲလူလို့မရဘူးလားတော်သူဘယ်လိုလဲနေခီးသွားနဲ့မတူစိတ်ဝင်စားဘူးစိတ်ကိုမဝင်စားတာတူငါလာတာဒီခီးသွားဧည့်သည်နေနဲ့ငါလာတာရောက်ဖူးခြင်းနဲ့ဒါပဲပြီးပြီဒါတော့ပဲဘာမှကိုသူများတကားလို့စိုးစမှုအပြည့်နဲ့ LV8 Gucci ကြီးကိုင်ပြီးငါရှောက်မသွားနိုင်ငါလည်းအဲ့လောက်မချမ်းသာဘူးကော်ဆန်လည်းလူပဲလေနှိမ့်စရာအကြောင်းမရှိဘူးသူတို့လည်းသူတို့တဘာဝအရောက်သူတို့လုံးနေရလေခုနက showroom တစ်ခုထဲမှာသွားတာအဲ့ပါလဲ supermarket တစ်ခုပဲငါလည်းနာမည်တော့သိချာတော့မသိဘူးအဲ့ဒီမှာကောင်မလေးတယောက်ထွက်ပြီးရလာတာမေးတာကျွန်မမိနိုင်နဲ့မင်္ဂလာပါတဲ့အေးညီမလေးမင်္ဂလာပါလို့ဆိုအဲ့ဒါကိုကမေးလိုက်တာပါဓာတ်ပုံရိုက်ရှင်လို့ပါညာဆိုโอเคရိုက်ပြတယ်ညီမလေးဘာမှလုံးနေအောင်ဆိုတော့အဲ့ဒီစိတ် Lauren လားအဲ့ brand showroom မှာလုံးဟမ်မြန်မာလူမျိုးတယောက်ကမိန်းကလေးတယောက်ကဒီလို showroom မှာလုံးတာကောင်းလိုက်တာဝမ်းသာတယ်ညီမလေးကိုကတော့တွေ့ရတော့တခြားဖားတောက်ဆိုင်နေဘာတွေညာတွေမှာပဲမြန်မာလူမျိုးကိုတွေ့ရတာများတယ်ဒီလို brand showroom မှာမြန်မာလူမျိုးကိုတွေ့ရတော့လေဝမ်းသာလိုက်တာနင်တို့ကအဲ့လိုမရှိဘူးမြန်မာလူမျိုးချင်းနှိမ့်တာကော်ဆန်းလည်းလူပဲမဟုတ်လားနင်အောင်ထိုင်ကျုံမှာဝက်တောက်နဲ့လုံနေတာဆိုဝက်ပါမမရှိလို့အထောက်ထားမပြည့်စုံလို့အပြင်အောင်မထွက်ရအောင်ဆို